ရှင်ဒီနေ့ကတော့လှုပ်ရှားပြင်မာလေးကတော့မလေးရှားအစားအစာတွေနဲ့ဆင်ပါတယ်အရင်ဆုံးကြောက်ကိုအဆူးလေးနဲ့ထုမယ်စနုံးမုံငယ်တီးမုံစားညူကြီးစဲလေးကြိတ်ပြီးသားညူကောင်းမုံရင်းသက်ဖြူကြိတ်ပြီးသားအညီအောင်နည်းလေးနဲ့နှံ့အောင်နေမှာပဲလောက်တေချာနှံ့အောင်နေပြီးွားရင်နိုင်ခွက်လောက်ထိနှက်ထားလိုက်ပါမယ်ဒါဆိုရင်မဆလာလေးတေချာနှံ့အောင်နေပြီးပါပြီပြီးရင်တော့ဘယ်လိုဆေးလေးချက်ပါမယ်ဘယ်လိုနဲ့မှစနုံးမုတ်ထည့်မယ်စားထည့်မယ်ကျွတ်တုံဖြူနဲ့ကျွတ်တုံနီလေးစီတက်မယ်ညုတ်ဒီခွဲချမ်းလေးထည့်ပါမယ်ညုတ်ဒီခွဲချမ်းလေးတေချာကြော်ပြီးရင်တော့ခရမ်းစီကြီးကြိတ်ထားတာလေးထည့်ပါမယ်ခရမ်းစီကြိတ်ထားတဲ့ဥစ္စာကိုအနှံ့ပြန်အောင်လုပ်ပြီးွားရင်ဇွန်လေးထည့်ပါမယ်ဒါလေးကတော့အုံထမင်းချက်ပါဖြစ်ပါတယ်အုံလုံးထည့်မယ်စားထည့်မယ်ကြားထည့်မယ်စီထည့်မယ်ပြီးရင်ကျွတ်တော်နီထည့်မယ်စပင်းလေးထုရထည့်မယ်အကောင်းမွေပြီးရင်ပန်းနဲ့ထည့်လိုက်တော့ပါမယ်အုံထမင်းလေးချက်ထားတော့ကြောက်ဥလေးပါလေးလှီးလိုက်ပါဦးမယ်မြေပဲလေးလှော်ပြီးွားပါပြီခုနကမစလာနေတဲ့စသားလေးတွေကိုရင်ခအောင်ဖြုတ်လိုက်ပါမယ်ဖြုတ်ပြီးရင်ကျုံမုတ်လေးကပ်ပါမယ်ပြီးရင်ကြောက်ဥလေးနှမယ်ပြီးရင်ပါမုံအမောက်လေးတုံမယ်ပြီးရင်စီပူပူလေးထဲမှာကြော်မှာဖြစ်ပါတယ်ဒါလေးကတော့ရမ်းလာတော့စသားလေးကြော်ပြီးွားပါပြီကဲအုံထမင်းလေးလည်းရပြီဆိုပြင်တော့ပါမယ်အုံထမင်းကိုပကရွက်လေးထဲမှာစီပြီးတော့လို့ထည့်မယ်ခွာသီးလေးထည့်မယ်မြေပဲထည့်မယ်ကြက်ကြော်ထည့်မယ်ငါ6ကြော်လေးထည့်မယ်ကျုပ်ဥထည့်မယ်ပြီးရင်ဘယ်လိုချက်ထားရလေးထည့်ပါမယ်လူစားလေးဖြည့်တော့